စစ်စရာကောင်းတဲ့ပြည်တီဦးနဲ့ဦးဝဲရဲ့ရင်သွေးလေးနှစ်ယောက်ကိုရုပ်ဆိုးအောင်လုပ်လို့လူပြောများနေရဲ့အရာစာနေဝင်ပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တနိုင်ငံလုံးရဲ့အချစ်တော်ကလေးလေးဖြစ်တဲ့ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးလေးပြည်သူဒရာနဲ့သားလေးပြည်တီယောက်ကိုရုပ်ဆိုးအောင်လုပ်လိုက်တာကြောင့်လူပြောများနေရကတော့တရုတ်ဆောင်မင်းသားရာဇာနေဝင်းမှာလူတွေအားလုံးကတော့အခုဆိုရင်ရာဇာနေဝင်းရဲ့ကင်မရာဗီဒီယိုရိုက်ချက်အစွမ်းတွေကိုမချီကျူပဲမနေနိုင်အောင်ဖြစ်နေကြပါပြီရာဇာနေဝင်းကပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့သားနဲ့သမီးပြည်သူဒရာနဲ့ပြည်တီယောက်ကိုလည်းစနောက်နေကြတာဖြစ်ပါတယ်တချို့သောသတင်းတွေအရတော့ရာဇာနေဝင်းကသူ့ရဲ့တူမလေးနဲ့တူလေးဖြစ်တဲ့ပြည်သူဒရာနဲ့ပြည်တီယောက်ကိုတိတ်ပြီးတော့ချစ်တယ်လို့သိရပါတယ်။ဒါကလည်းရာဇာနေဝင်းနဲ့အင်ဒရာကျော်စင်တို့ကမောင်နှမတဝမ်းခွဲတွေဖြစ်နေရကြောင်းမှာရာဇာနေဝင်းအမေနဲ့အင်ဒရာကျော်စင်ရဲ့အမေတို့ကညီမရင်းတွေဖြစ်ပါတယ်။ဒါကြောင့်ရာဇာနေဝင်းကပြည်တီဦးနဲ့အင်ဒရာကျော်စင်ရဲ့သမီးပြည်သူဒရာကိုစနောက်နေပါတယ်။ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ဆိုတာကလည်းမသိသူမရှိအောင်နာမည်ကျော်ကြားလာတဲ့နိုင်ငံကျော်ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြပြီးတော့သူတို့ရဲ့မိသားစုလေးကိုလည်းအားလုံးကချစ်ခင်နေခဲ့ကြတာပါ။အထူးသဖြင့်တော့တနေ့တနေ့ပုံမလှသွေးကြွလာတဲ့တမီးလေးပြည်သူတို့ရဲ့ပုံရိပ်လေးကအင်မတန်ကိုမချောမောလှပနေတဲ့ပုံရိပ်လေးတွေကြောင့်တမီးလေးပြည်သူတို့ကိုချစ်ခင်အားပေးနေခဲ့ကြပါတယ်။ဒီကနေ့ရသပတ်တွေကဆိုရင်တမီးလေးပြည်သူတို့ရဲ့ဓာတ်ပုံလေးတစ်ပုံကအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။အဆိုပါဓာတ်ပုံထဲမှာဆိုရင်တော့ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့မိသားစု၄ယောက်စလုံးရဲ့ပုံရိပ်လေးတွေပါဝင်ခဲ့ပြီးတော့ဒီအထက်ကမှပြည်သူတို့ကတမှုထူးကြပြီးချောမောလှပနေရကြောင်းအားလုံးရဲ့စိတ်အာရုံကိုဖန်ဆားသွားနိုင်ခဲ့ရဖြစ်ပါတယ်။အမေဖြစ်သူအင်ဒရာကျော်စင်ရဲ့အလားတွေကိုတောင်းမိမ့်သွားစေနိုင်လောက်တဲ့အထိတကယ်ကိုချောမောလှပတဲ့သူလေးဖြစ်တာကြောင့်ထိတ်တန်းမင်းသမီးတလက်ဖြစ်မယ်ဆိုရင်တောင်မှထိုက်တန်နေဆိုတဲ့ချီးကျူးမှုတွေကရရှိလို့နေကြရဖြစ်ပါတယ်။ဦးဝဲနဲ့ပြည်တီဦးလိုနိုင်ငံကျော်ထိတ်တန်းအနုပညာရှင်မိဘနှစ်ပါးကဆင်းသက်လာတဲ့သမီးလေးပြည်သူတို့ကအလားပါရီစုဝေးရနဲ့သမီးလေးတစ်ပါးဖြစ်နေပြီးတော့အနုပညာအရေးချင်းတွေလည်းထူးချွန်သူဖြစ်လိမ့်မယ်လို့သိကြနေခဲ့ပါတယ်။သမီးလေးပြည်သူတို့ကအခုမှအသက်14နှစ်အရွယ်သာရှိသေးတာဖြစ်ပြီးတော့ဆယ်ကျော်သက်အရွယ်လူပြိုလှပမှုတွေနဲ့အတူအလုံးရဲ့စိတ်အာရုံကိုဖန်ဆားထားနိုင်ခဲ့ပါတယ်။သမီးလေးပြည်သူတို့ကမျက်ခုံးမျက်လုံးကအစတကယ်ကိုအယုံမာလေးတယောက်လိုပြင်းမျိုးမဲမတင်လှပတဲ့အလားမျိုးကိုပိုင်ဆိုင်ထားရသူဖြစ်ပြီးတနေ့တခြားပုတ်ပြီးတော့တောင်မှလှသွေးကြွယ်လာတာကိုတွေ့ရပါတယ်။ဒီလိုမျိုးချစ်စရာကောင်းတဲ့သမီးလေးကိုရာဇာနေဝင်းကကင်မရာကိုပြည်သူတွေရဲ့အောက်ကနေမျက်နှာကိုမဲနေအောင်ရုပ်ဆိုးအောင်ရိုက်လိုက်တာဖြစ်ပါတယ်။ဒါ့အပြင်ကြီးကဦးဝဲနဲ့ဘာတော်လဲမြေးလားဆိုပြီးတော့စနောက်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းရာဇာနေဝင်းရဲ့ဗီဒီယိုလေးကအင်တာနက်ပေါ်မှာလူပြောများနေတာဖြစ်ပါတယ်။အထူးသဖြင့်တော့ချစ်စရာကောင်းတဲ့သမီးလေးကိုမလားမပါဖြစ်အောင်ရိုက်နိုင်တဲ့ရာဇာနေဝင်းရဲ့ဓာတ်ပုံပညာကိုလူပြောများနေရပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောရာဇာနေဝင်းရဲ့ဗီဒီယိုရိုက်တာကိုခံကြကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။